နားလည်းခဏနာဒီကချက်ပုံရတယ်လို့ပြောတယ်မင်္ဂလာတော့အေးဟုတ်တယ်မင်္ဂလာတော့အဲ့ပါလေဆိုဆိုတော့အဲ့တော့သူတို့ကတော့ခုပြောနေကိုကတော့မချတဲ့ချင်းပါသူတို့ကဒီလိုပြောထားတဲ့တန်းနဲ့ချပါတော့ဥယျာဉ်တွေရောကုန်းပြည်သူလူထုတော့တေတော့ကြတော့ခုမှဒီကြောင်နဲ့ဆိုလူတယောက်မှမရှိဘူးတိတ်ဆိတ်လို့ညတိုင်းကျခွတ်တယောင်ယောင်နဲ့နေရတယ်အားချက်သားပါကျွန်တော်မသူကတောက်လျှောက်ဖို့ဒီဘောလေချောင်းရံတတိအားနေတဲ့ဘိုင်းလည်းပါပါတော့တောက်လျှောက်ရင်ကျွန်တော်မဝင်နိုင်ခဲ့ဘူးဒီထိတ်လန့်တကြားပေါ့နော်ထိတ်လန့်တကြားပြေးရနေမှဒီအစခေါင်းကိုဥကောင်းကိုထိမှပြီးတခါတည်းဘွေးချင်းကြီးပေါ့နော်ခေါင်းကိုအုပ်ဆက်ကိုပွင့်သွားနောက်ပေါ့လေတခါတည်းသူမှန်းနေရမှာလေခါလဲကြသွားတာပေါ့နော်ငလျင်တန်ကြောင့်မို့လို့ဆိုပြီးတော့သူတို့ AB လ2ရက်နေ့ကနေစပြီးတော့ပြစ်ခတ်ရစဲတယ်လို့ကြေညာထားတာကျွန်တော်တို့သိရပါတယ်အဲ့ဒီမှာမှနောက်တဲ့22ရက်နေ့မှာထပ်ပြီးတော့ကြေညာပါတယ်တပတ်တာထပ်ပြီးတော့မှအပြည့်တယ်လို့ကျွန်တော်တို့ကအပြည့်ရတက်တန်းတိုးတယ်ဆိုပြီးတော့မှတပတ်တာတက်တန်းတိုးတယ်ဆိုပြီးမှကျွန်တော်သိရတယ်ပြီးတော့ကျတော့ဘာပဲပြောကျွန်တော်တို့စီဒီမှာလည်းဗျာသိတဲ့အတိုင်းပဲဟိုအေးစေးစေးအေးချမ်းချမ်းလေးရှိတယ်ဒါပြောရင်တော့တော်လန်ရေးတိုင်ရင်တက်ဖွဲ့တွေခြေဆိုင်နေတဲ့နေရာလည်းမဟုတ်ဘူးအေးစေးတဲ့နေရာလေးဆိုတော့ကျတော့ကျွန်တော်တို့စီမှာဒီလိုမျိုးလောက်သွားလိမ့်မယ်လို့ကျွန်တော်ကမထင်ပါဘူးဗျ